ဒီနေ့ကိုကတားရမေဖို့အတွက်ဆင်မတယောက်ခေါ်ရပါတယ် Hi ဒီဇိုင်လည်းရောက်လာတော့မှာဆိုတော့လာမနှစ်တက်မှာကျွန်တော်ရဲ့ audience တွေနဲ့ကျွန်တော်တို့အတွက်ဘယ်လို energy ရှိနေဆိုတော့သင်ကူးတွေနေလုပ်ပေးဦးနော် အဲ့ဒါဆိုကိုကဘာပြန်လုပ်ပေးမှာလဲ ကိုကအဲ့ကတ်တွေကိုစားပြီးရဟင်းကွက်ချက်ပေးပါလေ Okay လေဝေါကတ်တရတော့ energy အရင်ကကောင်းနေတယ်ဒါနံပါတ်1ကတ်ကတော့ဒီ Empire ပေါ့နော် Empire ကတ်ရဲ့အတိတ်ပဲကတော့ဒီမြန်မာနှစ်သက်ကနေစပြီးတော့မှကိုယ့်ရဲ့စီးပွားရေးတွေအခြေခိုင်မာလာမယ်အားရင်အပြည့်တန်မာမှုအပြည့်နဲ့နှစ်သက်ကိုရှေ့ဆက်နိုင်လိမ့်မယ် ဒါဆိုရင်ကျွန်တော်တို့ကဒီနှစ်မှာခွန်အားပြည့်နဲ့အောင်မြင်မှုရလာမယ်ဆိုတော့ဟုတ်လား ဒါပေါ့ဒါနောက်တစ်ခါကြာလာတာကတော့ Ace of Cups သူ့ရဲ့အတိတ်ပဲကတော့ဒီနှစ်သက်ကနေစပြီးတော့မှစိတ်ခံစားချက်အသစ်တွေဖြစ်ပေါ်လာမယ်အရင်ကကိုဘယ်လိုပဲဖြစ်နေဖြစ်နေအခုချိန်မှာပျော်ရွှင်မှုတွေစိတ်ခံစားချက်အသစ်လေးတွေအချစ်တွေ့တာမျိုးတွေကိုယ့်ရဲ့အချစ်ရေးတွေအဆင်ပြေလာတယ်စိတ်ခံစားမှုတွေအဆင်ပြေလာတယ်ဆိုတဲ့အတိတ်ပဲပေါ့ ချစ်တယ်ဒါဆိုကျွန်တော်ကဒီနေ့ဆိုတော့မှာပေါ့ အလုံးဝအတိတ်ကြပဲဒါနောက်ဆုံးတစ်ခါကတော့ Kisan ဒါကတော့လေအရင်က energy ကောင်းတယ်ဒီနှစ်ထဲမှာဆိုလို့ရှိရင်ကိုယ့်ရဲ့အောင်မြင်မှုတွေပျော်ရွှင်မှုတွေကလုံးဝအောင်မြင်မှုအထွတ်ထိပ်တွေရောက်မယ်ပေါ့နော်ပြီးတော့ကိုယ့်ဘဝတွေကိုအလင်းရောက်နေအများကြီးဝင်လာမယ်ပေါ့နော်အဲ့ဒီအထိပ်ပဲကြားတယ်လုံးဝအောင်မြင်ပျော်ရွှင်လိုက်မယ် ဒါဆိုရင်ကျွန်တော်ရဲ့ကို page ကအများကြီးအောင်မြင်မှာပေါ့နော် လုံးဝအောင်မြင်လိုက်မယ်ကဲဒီနေ့ဖတ်ပေးတဲ့ readings လေးမှာတော့ကတ်3ကတ်စလုံးက energy အရင်ကောင်းနေတယ်ကိုယ့်ရဲ့ဘဝထဲမှာဒီနေ့တက်ကနေစပြီးတော့မှအောင်မြင်မှုပျော်ရွှင်မှုတွေအခြေရေးတွေအားလုံးကအထွတ်ထိပ်ကိုရောက်တော့မှဖြစ်တဲ့အတွက်ဒီကံကောင်းမှု energy လေးတွေကိုအခုကြည့်နေတဲ့ audience တွေအားလုံးကလည်းလက်ခံရယူပေးပါအောင်နော် ကဲတော်တော့ reading လည်းပြပြီဆိုတော့ကိုကလည်းစမ်းပြမယ်အလှည့်ရောက်ပြီပေါ့ Empire ဆိုတဲ့အတိုင်းခိုင်မာတဲ့ energy ရဖို့ခန္ဓာကိုယ်မှာလိုအပ်တဲ့ခွန်အားနဲ့ protein ဓာတ်တွေအတွက်စက်တောက်ပြင်ဆင်မယ်အင်းစောခပ်ကပြီးရင်ကောင်းမွန်တဲ့ခန်းစားချက်အသေးတော့ပါဝင်ပစ္စည်းဖြစ်တဲ့အုံနိုဟင်ကိုထည့်ပါမယ်။အုံနိုဟင်ကတကယ်တော့အချစ်နဲ့တူတယ်။အယောင်လေးကလှတယ်။ချိန်စားမတက်ရင်တော့လိုသွေးတိုးစေ။ဒါပေမဲ့ကိုချက်တဲ့အုံနိုခောက်ဆိုတော့သွေးလုံးဝမတိုးစေရအောင်။နောက်ဆုံးသစန်းကတ်ရဲ့အောင်မြင်မှုနဲ့တောက်ပါခြင်းအတွက်ကတော့ရွှေဝါရောင်တန်းနေတဲ့ဘဲဥပြုတ်လေးထည့်ပါကဲပြိတ္တကြီးတို့လည်းဒီတာရော့ကတ်ဒီအတိုင်းဟင်းပွဲတွေပြင်ဆင်မယ်ဆိုရင်ဘာတွေချက်မလဲဆိုတော့အကုန်လုံးမမငတ်ပြီနော် တာ